ရှင်ယောဟန်ခန်းကြီး14အငယ်15မှာအတူတူဖတ်ရအောင်ငါ့ကိုချစ်လေငါပညာတို့ကိုစောင့်ရှောက်ကြလောတဲ့ကျမ်းစာကဘာပြောထားလဲချစ်ရင်ပညာတော်ကြီးစောင့်ရှောက်ဆိုလိုတာကဖခင်ရဲ့စကားကိုနားခံမယ်နားထောင်မယ်ဒါဆိုရင်စကားနားမထောင်တာဘာကြောင့်လဲကျမအရင်ကတော့လေမိဘတွေကိုဒီလိုပြောတတ်တယ်မိဘတွေကဟာကလေးကစကားနားမထောင်ဘူးစသည်ဖြင့်အဲ့လိုပြောလို့ရှိရင်လေကြောက်အောင်လုပ်ရမယ်ကြောက်အောင်ထိရမယ်ဒီလိုပြောရဲဆိုတကယ်တော့ကြောက်လို့နားထောင်တာကလေကိုယ့်ရှေ့မှာနားထောင်တယ်ကိုယ့်နောက်မှာနားမထောင်သူကသူရက်တီနိုင်နားမထောင်ကျမအမြဲတမ်းဒီလိုပြောတတ်တယ်မိဘတွေကိုလေသားသမီးတွေကိုမိဘကိုပြန်ချစ်ဖို့ပဲတင်ပေးပါလို့ကိုကချစ်တယ်မိဘတွေကလည်းမေတ္တာစစ်နဲ့ချစ်တယ်သားသမီးတွေကမိဘကိုအရှိတိုင်းပိုကောင်းတဲ့မိဘလိုချင်တာမျိုးကိုအဖေကဒီလိုလေးပိုကောင်းဒီဒါတွေထက်ကိုတကယ်ပဲမိဘကိုပြန်ချစ်ဖို့ပဲပြုစုပေးပါဟာလေလုယာချစ်လို့ရှိရင်အရှိမဖြစ်စေအနောက်မှာဖြစ်စေစကားနားထောင်လာတယ်မိဘနောက်ွယ်မှာလဲအမေကဒီလိုလေးပြောထားတယ်အဖေကဒီလိုလေးပြောထားတယ်မိဘစိတ်ချမ်းသာစေခြင်းတယ်ဆိုချစ်လို့